ဒီမင်းကလေးဟာတေချင်းတရားထက်တောင်ပိုဆိုးတဲ့ခြံကျဲကြီးတစ်ခုထဲမှာပဲတဘဝလုံးကိုဖြတ်တန်းခဲ့ရတာပါဒီခြံထဲမှာလူတွေကိုပင်လေရေနှစ်ပိုင်းကြည့်မိုးရှိုးပြီးကတိပါကောင်တွေမုတ်ကောင်တွေစီကနေပလဲရှာဖို့အတင်းကျပ်လေ့ကျင့်ပေးကြပါတယ်ဒီလေ့ကျင့်မှုကဘလောက်တောင်အနေအများသလဲဆိုရင်ဂျင်းတို့သမားတော်တော်များများဟာလေ့ကျင့်ရင်းနဲ့အသက်ကြောက်ခဲ့ကြရတယ်ဒါကြောင့်လေမင်းကလေးဟာတနေ့နေ့မှာဒီခြံထဲကနေဘလို့ပဲဖြစ်ဖြစ်လွတ်မြောက်ဖို့အမြဲတမ်းအိမ်မက်မက်နေခဲ့တာပေါ့တနေ့တော့ချန်ကြီးတဲ့ရေမှုကအနည်းရဲ့အလွန်များတဲ့ဒွန်ဝမ်ရေကန်ထဲကနေပလဲရအောင်စက်ယူပေးနိုင်တဲ့သူကိုထိုက်ထိုက်တန်တန်စုချင်းနေမယ်လို့ကြေညာလိုက်ပါတယ်အမှန်တော့ဒီဒွန်ဝမ်ရေကန်ဆိုတာကုန်းလေးနံမဟုတ်ပဲအသက်အန္တရာယ်ပေးနိုင်တဲ့ရေနေတတဝါတွေအွန်လိုင်းကျင်းလိုက်ရှိနေတဲ့ပင်လယ်ပြင်ရဲ့အစိပ်ပိုင်းတစ်ခုပါအဲ့ဒီနေရာကိုပလဲသွားရှာဖို့တဲ့သူတွေကတယောက်မှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ကြပါဘူးဒါပေမဲ့လည်းလွတ်လပ်ခွင့်ကိုစာလောင်နေကြတဲ့ဂျင်းတို့သမားတချို့ကတော့အသက်အန္တရာယ်ကိုဘီယူမဆိုင်ပဲဒီစိန်ခေါ်မှုကိုလက်ခံလိုက်ကြတယ်အဲ့ဒီထဲမှာဒွန်ဝမ်လို့ခေါ်တဲ့အဲ့ဒီမင်းကလေးလေးအပါဝင်ပေါ့သူတို့တွေဟာလေတစင်းနဲ့ဒွန်ဝမ်ရေကန်ရှိရာကိုထွက်ခွာလာခဲ့ကြပြီးနေရာကိုရောက်တာနဲ့ရေထဲကိုတပြိုင်နက်ခုန်ချလိုက်ကြပါတော့တယ်ပင်လယ်ပြင်ကြီးကကြီးလိုက်ရင်တော့ငြိမ်သက်တိတ်ဆိတ်လို့လှပနေပေမဲ့ရေအောက်ထဲမှာတော့အန္တရာယ်တွေကအချိန်မရွေးချောင်းချောင်းနေခဲ့တာပါရေငုံနေရင်နဲ့ဒွန်ဝူဟာထူးထူးခြားခြားကြီးမားတဲ့ကတိပါကောင်ကြီးတစ်ခုကိုတွေ့သွားပြီးပလဲကိုအောင်မြင်မြင်ပဲထုတ်ယူနိုင်ခဲ့ပါတယ်ဒါပေမဲ့သူမပလဲရသွားတာကိုမြင်လိုက်တဲ့အခြားရေငုံသမားတွေကပလဲကိုလူယူဖို့အတွက်သူမကိုနောက်ကနေအလေးဝင်တိုက်ခိုက်ကြပါတော့တယ်ရေအောက်ထဲမှာအပြင်းထန်လူရဲ့ရုံးကန်ရင်းနဲ့ပဲဒွန်ဝူတယောက်ရေနွန်းပြီးတတိလက်သွားခဲ့ရတယ်အဲ့ဒီလိုနဲ့တခြားသူတွေကပလဲကိုလူဖို့လန်းလန်းလိုက်တဲ့အချိန်မှာပဲသူတို့စီကိုဥတီပြီးကူးခတ်လာနေတဲ့ငမန်းတကောင်ကိုရုတ်တရက်မြင်လိုက်ကြရပါတယ်ကြောက်စိတ်တွေနှွှမ်းထူးသွားတဲ့ရေငုံသမားတွေဟာဒွန်ဝူကိုရေထဲမှာပဲဒီတိုင်းပစ်ထားခဲ့ပြီးလေဘော်ကိုအလူရဲ့ပြန်တက်ကထွက်ပြေးသွား